哦，咕噜也这种这嘛，这种表现是吧？这种地呢，爬龙嘛，这种等下去，这种我看这种长了看的时候，看这种的长了这个哦，路少包比例呢是少诶，路不老路啊呗，路不老老多买没路，这种天，这种这种比例。New beanie pizza Nini. I just bought this guy. This guy's my slave now. Oh my god, wait! No! Please! 哦哦哦，没呢，我搞混咪的，这我搞混咪的，就အဲ့ဒီကောင်ကိုပြန်ရအောင်လေသိလားကိုကြီးကျွန်တော်အဲ့တော့အကောက်အစ်စ်ကိုကျွန်တော်ပြန်ရအောင်လေအော်ကျွန်တော်လာဆိုင်းနေကျွန်တော်လာတင်းမယ်ဆိုကျွန်တော်လာဂိမ်းဟက်မယ်ဆိုပြီးမော်တော်စားဖြန့်မိကြကျွန်တော်လူမျိုးဖြစ်သွားတာဟုတ်လားကျွန်တော်မိုင်းသူ့ရဲ့နေရာမိုင်းစီကီမူစတာလေအဲ့တော့ကျွန်တော်လေစောကြီးကောင်းလားမကောင်းလားဆိုစောရင်လည်းဆိုရင်တော့ကောင်းပါဘယ်ကောင်းလဲကိုစောကြီးဒီကျွန်တော်မတ်တီထဲရတော့ဒါပေမဲ့သူပြောတဲ့ကိုယ်လုံးကအများကြီးအဲ့ဒါမလို့ရှိရင်တော့မဆိုးပါနဲ့ကျွန်တော်ကတပင်ပြောတော့ကောင်းတယ် Let's go ဘာရမလဲဘာရမလဲထရီပါလေအိုးတော့တော့ထိုင်မှုရခက်ခဲဒီတော့ခက်ခဲထိုင်မှုရရအောင်သူ့ပေါင်းတော့ရင်ဖြစ်တော့ပါအဲ့ခါပါရှောင်းနေတော့ရှောင်းမေးရဒီကောင်ကလည်းရှောင်းနိုင်ရှောက်တော့ခွင့်နိုင်နေပါဒီကောင်ကျွန်တော်ဟိုကလို့ရ update တင်လို့ရချင်းကမိုက်တယ်ပြီးကျော်ကိုဒီကောင်ရဲ့အရှင်ကိုကြိုင်နားထောင်ကြည့်ကြိုင်ကနားထောင်နော် Let's go ကိုအတန်လေးရှက်ပြီးနားထောင်ကျွန်တော်စကားပြောတော့အတန်လေးရှက်ပြီးနားထောင်ကြည့်နော်ကျွန်တော်ပြောလိုက်လို့ကျွန်တော်ဆရာကြီးတော့မဟုတ်ပါနော်ဒီကျွန်တော်ပြောသလိုလာလွန်ကိုလို့ရတယ်လုံးကြည့်လိုက်
ထက်လာနားထောင်ကြည့်ရတာကျွန်တော်ပြနော် Cool Luvini Pizza Ninja. I just bought this guy. This guy's my slave now. ပိုင်းရတော်မှတော်ကောင်းနေနားပါကျွန်တော်လည်းကြိုက်တယ်ဗျကိုတို့ရောကြိုက်လားမကြိုက်ဘူးလားကိုမမှာထည့်ပြီးသွားပါဦးဗျာကျွန်တော်ကိုယ်ရိုက်နေပါကိုလိုအဲ့လိုတယူနဲ့တယူတဲ့ဘယ်လိုကြာဘယ်ပါလုံးခုမှတော့ဆက်တယ်ဟာဆုံးနေတော်ရှာတော့ပြောAi, hiểu. Con này cho nó nguội. Come on, let's go. Hold on to it, man. Okay. One more time. Ha, lý do tôi mới đâu. Wait, the shiny blues are. Ngao sang cùng phải mình ngao quay ra à. Nên nó được tôi chơi cho nó kiếm dạng này là mà thấy to mẹ cô Suna thế nên là hôm nay ai là thì ai là mà cô Suna thế nên là hôm nay là số ai là thì ai đấy thì cô Why did nó lại
ခရိုင်လည်းရတယ်မကောင်း Let's go baby 这真的ထော်ရမလို့ရတယ် no ဟဲ့ဟာရရမလုံးနေအောင်ကွာဟဲ့ရေးလို့ရမလုံးပါနဲ့တို့စုတော့မှာအေးလေးလို့ရမလုံးပါနဲ့ဒီတော့ကျွန်တော်တို့ plan လည်းမဆုံးသွားတာဟိုကညာခင်းပိုင်းမှာပြအခုလေကျွန်တော်လေးညာခင်းပိုင်းမှာတင်ပြတာမနေ့ပြန်ညာဆောက်ဝဲသွားပြအောင်မှာဆိုတော့အားလုံးပဲဒီညလောက်ပါပဲ bye bye